မော်လမြိုင်မြို့တဝဲစုပွဲစဉ်မှာအန်တီဝင်းအကျော်ဆိုင်ပြန်ဖွင့်ထားပါပြီဗျဒီနေ့မှာတော့အန်တီဝင်းဆိုင်ကိုတွားပြီးတော့အကျော်စုံတွေမော်ဟင်ကားတွေအတုပ်စုံတွေကိုစပြသွားမှာဖြစ်ပါတယ်ဗျ Hello everyone အာရှိဖြစ်ပါတယ်အခုရောက်နေနေရတော့တဝဲစုပွဲစဉ်ကိုရောက်နေတာပေါ့နော်ဆိုတော့မိုးကတော့နည်းနည်းဖွဲဖွဲလေးတော့ရွာနေတယ်ထိုမှလည်းပြောဝိုက်ဆိုတော့ရှေ့ရှေ့ဝေးပြောမနေတော့ဘူးအန်တီဝင်းဆိုင်သွားမယ်လိုက်ခဲ့ကြပါဦးဗျအန်တီဝင်းဆိုင်ကတော့အေးတန်တာဆေးရုံနဲ့ဆိုလို့ရှိရင်ဒီဘက်နာလေးပေါ့နော်မျက်ဆောင်ထုံးနာလေးမှာရှိပါတယ်ဗျအန်တီဝင်းဆိုင်မှာရနိုင်တဲ့မီနူးတွေကတော့အကျော်စုံအတုပ်စုံနောက်ပြီးတော့မော်ဟင်ကာရခိုင်မုတ်တီပေါ့နော်အကျော်ထဲမှာဆိုလို့ရှိရင်ဘူးကျော်ပဲတီကျော်ကြက်တွန်ကျော်ဘူးကျော်လောင်မှာ2မျိုးရှိရပေါ့နော်ဘူးအကြေကျော်ရဲ့ဘူးချောင်းကျော်ရဲ့ဆိုပြီးတော့ရှိပါတယ်ဗျဒါကတော့အတုပ်စုံပါအန်တီဝင်းဆိုင်ကအတုပ်စုံစားရအောင်ဗျအန်တီဝင်းဆိုင်ကကြတော့ဒီပွဲစည်းမှာဆိုလို့ရှိရင်နာမည်တစ်ခုရလာပြီ။စားသုံးတွေလက်ခံထားပြီးတာ brand တစ်ခုဖြစ်တဲ့အတွက်အရသာပိုင်းကတော့လုံးဝထိမိတယ်။ဒါတော့မုံဟင်ကအန်တီဝင်းဆိုင်မုံဟင်ကပါကျွန်တော်ကဘူးကြတော့ခုညက်ထည့်ထားတယ်။နည်းနည်းပဲတေတော့milk teaမွေးနေရောစားရပါဦးဗျနောက်တစ်ဘက်ထက်ပြီး စားရပါဦးဗျအဖက်ကဘက်ထက်ပြီးကြာတာဟုတ်ရှယ်ရှယ်ဒီအဒီဦးတဲ့နဲ့လုံးဝ perfect ပဲဒီဝင်းဆိုင်ရဲ့အကျော်တွေပါဒါကတော့အချင်းနဲ့ပဲမုတ်အချင်းနဲ့ဆက်လက်ရွာဘူးကျုံမှာဆိုလို့ရှိရင်သူကဒီလိုအချေကိုမကြော်ရရှိရယ်ဘူးချောင်းကြော်တွေလည်းရှိတယ်ကဲကျွတ်တယ်လုံးဝကျွတ်တယ်မိုးရကအစိုး就ရွာတာပဲလေဟုတ်ဘယ်သူပဲစီကတော့စပြီဒီနေ့စတယ်ပေါ့နော်26ရက်နေ့စတယ်နဲ့6ရက် condition နဲ့ကို30 1ရက်နေ့ထိရှိတယ်စုစုပေါင်း6ရက်6ရက်လုံးအန်တီဝဲဆိုင်ရရှိတယ်နော်အဲ့ပါဘူးကြောင့်ဘူးကြီးရတယ်လုံးဝချုံနေတော့ဖျားဘူးဒီအမိုးတောက်ဆိုလို့ရှိရင်လုံးဝကျွတ်ရွဆိုင်ရတစ်ဖက်တည်းတချို့ဆိုင်မျိုးဆိုလို့ရှိရင်ဘူးကြာတာမျိုးအဲ့ခါကျတော့စိတ်ရှိနေစောင့်လို့ပဲပြီးတော့လို့ရတယ်။အော်ကျွန်တော်ဒီနောက်လေးပြောပြမယ်။ဒီအတုပ်ဆိုလို့ရှိရင်2000မောင်များဆိုလို့ရှိရင်လုတ်ကို1500အကျော်ထည့်တော့အကျော်လို့ထပ်ပြရပါတော့။အကျော်တွေကကျတော့ဒီအခုကြီးလေးဆိုလို့ရှိရင်အခုကို1500ပေါ့နော်။ဒီအချောင်းတွေကဘူးကြောင်းတွေကကျတော့900 2000ပြရပါတယ်။6ရက်တောင်ရှိရဲပွဲသေးရဆိုတော့
လာစားကြည့်ပါမျိုးလေကံပွဲပဲဆိုတော့ညာဘက်အစာပြေသက်သာလို့ပြရတယ်ဒီမဆန်ဝင်ခဲ့ရပါလို့ထိတ်ကုန်ပါရဲ့နောက်တစ်ဘလော့ကမှာဆက်ပြီးမယ်အားလုံးဘိုင်ဘိုင်